နောက်ဆုံးပြနန်းတော်ဇာရာလေးဒီစန်းကိုစီတို့အရှိန်ကုန်ပြန်တန်းသွားစဉ်ရုတ်တရက်အေယာမအနက်ရောင်တန်ချက်ကလက်ကြီးတစ်ဖက်ကသူမကိုရိုက်ချလိုက်ပါတယ်ဇာရာလေးလွင့်စင်သွားပြီးစစ်ရန်တရားနိုင်ရန်တစ်ခုနဲ့ရိုက်မိသွားပါတယ်နှစ်ကြေကောင်ဘရင်ဟောနက်ကင်းဒီမျောစင်ကြီးအပေါ်ဘက်မှာဆင်းသက်လာပါတယ်လေးလံတော့တန်ချက်ကချင်းထိခိုက်တန်နေဘရင်ကြီးဟင်းဟောက်တန်ကကြောက်မဖွယ်အတိပါနှစ်ကြေကောင်ဘရင်ကြီးကဒီလောက်တင်းနေတဲ့အလုတ်သမားပြားလေးတစ်ကောင်ကငါ့ရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်မယ်ထင်နေတာလားဇာရာလေးဒီကျူးနေသောတောင်ပံကိုအားပြုကပြန်ထပါတယ်သူမထအစပေါင်းများစွာကြီးမားသောဘရင်ကြီးကိုရင်ဆိုင်ရပါတော့မယ်ဘရင်ကြီးကသူ့၏ချွန်ထက်သောဓာတ်လက်သေးများဖြင့်စတင်တိုက်ခိုက်ပါတယ်ဇာရာလေးကသူမ၏တင်းငယ်သောအရွယ်စားကိုတုံး၍ရှောင်တင်းပြီးခြေထောက်၆ချောင်းဖြင့်စက်ပစ္စည်းများပေါ်တွင်လေမြန်စွာပြေးလွှားနေပါတယ်ခန္ဓာကိုယ်ချင်းမမျှပေမဲ့သူမ၏စိတ်ဓာတ်ကတောင်တန်းကြီးတစ်ခုလိုခိုင်မာနေတယ်မျောစင်အပြင်ဘက်တွင်ပွင့်ရဆက်များနှင့်ကြောပူကောင်များသည်နှစ်ကြေကောင်စစ်တပ်ကိုအသေးအံခုခံနေကြပါတယ်ပွင့်ရဆက်များကမျောစင်၏အောက်ခြေတိုင်များကိုစတင်တိုက်ဖြတ်ဖျက်ဆီးနေကြပါတယ်မျောစင်ကြီးစတင်ရင်းခိုင်လာပါပြီမျောစင်ကြီးပြိုကျလို့နေပါမြည်ဟီးနေပါပြီဇာရာလေးသည်ဘရင်ကြီး၏တိုက်ခွဲအောက်တွင်ပိတ်မိနေစဉ်သူမ၏ခြေထောက်ကမြေပုံကစန်းကိုနဲ့တိုက်ရိုက်ချိတ်ဆက်လိုက်ပါတယ်မြေပုံမှရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီးဘရင်ကြီးအနက်ရောင်တန်ချက်ကများကိုစတင်အရေးပြောသွားစေပါပြီဇာရာလေးကဒီစွမ်းအင်ကမင်းပိုင်တာမဟုတ်ဘူးဒါကတက်ရှိအားလုံးအတွက်ပဲဇာရာသည်သူမ၏ခြေထောက်ကိုစန်းကို၏ဗဟိုချက်ထဲသို့ထိုးထည့်လိုက်ပါတယ်ရွှေရောင်နှင့်အနီရောင်စွမ်းအင်များပေါက်ကွဲထွက်လာပါတယ်မျောစင်ကြီးတစ်ခုလုံးတုံခါသွားပြီးမိဘွားများတစ်ဖြက်ဖြက်ထွက်လာပါတယ်နာခွေမတက်ပြင်းထန်သောစွမ်းအင်ပေါက်ကွဲတန်ကြီးထွက်ပေါ်လာပါတယ်စွမ်းအင်များလွန်ကဲမှုကြောင့်ဘရင်ကြီး၏စိတ်ရတရားတန်ချက်ကများပေါက်ကွဲကုန်ပါတယ်ဘရင်ကြီးသည်ထိတ်လန့်တုန်လှုပ်စွာဖြင့်မျောစင်အောက်ခြေရှိအမောင်ကျုထဲသို့လွင့်ကျပြုတ်ကျသွားပါတယ်နှစ်ကြေကောင်ဘရင်ကြီးကမဖြစ်နိုင်ဘူးငါကနတ်ဖျားတပါပဲစန်ကူမအေယာမရွှေရောင်အလင်းလွှမ်းကြီးပြန်နှံထွက်ပေါ်လာပါတယ်ထိုအလင်းလှမ်းကကောင်းကင်ရရှိအနီရောင်မီးခိုးနဲ့ပြများကိုတိုက်စားသွားပြီးပြလုံးသောကောင်းကင်ကြီးပြန်လဲပေါ်ထွက်လာပါတယ်မီးလောင်နေတဲ့ကောင်းကင်ကြီးငြိမ်းသွားပြီးနေမင်းကတပြန်ပြန်လဲပြုံးပြနေပြီနှစ်ချေကောင်းတို့၏စိတ်ရတရားမျောစင်ကြီးသည်အပိုင်းပိုင်းပြက်ကပြုတ်ကျသွားပါတယ်ဇာရာလေးသည်ပေါက်ကွဲမှုများခြားကမှအပြင်ဘက်ကိုလွင့်ကျထွက်လာပါတယ်သူမသည်ကြောက်လင်းကြမဲ့စွာမီးပြင်ပေါ်ကိုကျဆင်းသွားပါတယ်မျောစင်ကြီးပြုတ်ကျသွားသည့်ခင်မောက်တန်နဲ့အတူအရာအလုံးခဏတာတိတ်ဆိတ်သွားပါတယ်တောအုပ်တစ်ခုလုံးတွင်ရွှေရောင်ဝတ်မှုံများမိုးရွာတဲ့ကဲ့သို့ကျဆင်းလာပါတယ်ခြောက်သွေ့နေသောပန်းပင်များပြန်လဲစိမ့်လန်းလာပါတယ်ပရွက်စိတ်ပြားနဲ့ကြောပိုးကောင်များစုယုံလာပြီးမြေပြင်ပေါ်တွင်လဲကျနေသောဇာရာကိုရှာဖွေတွေ့ရှိသွားကြပါတယ်ဇာရာလေးသည်အသက်ရှင်နေဆဲဖြစ်ပါတယ်သူမ၏ကျိုးနေသောတောင်ပံသည်စန်းကို၏စွမ်းအင်ကြောင့်ရွှေရောင်အလီးများဖြင့်ပြန်လဲဆက်ဆက်သွားပါတယ်နေဝင်ရိုးကြီးအချိန်ဇာရာလေးသည်ပြန်လဲရှင်တန်လာသောပန်းချံအလဲတွင်ရပ်နေပါတယ်သူမနောက်တွင်မျိုးနွယ်စုပေါင်းစုံအင်းဆက်များစီတန်းနေကြပါတယ်ဇာရာလေးသည်ကောင်းကင်ယံသို့ပြန်တက်လိုက်ပါတယ်သူမ၏အတောင်ပံများသည်ယခုအခါတွင်မီးမင်းကဲ့သို့တောက်ပနေပါတယ်ဒါဟာမိကုန်းမဟုတ်ဘူးဒါဟာအင်းဆက်အားလုံးစီလုံးစွာရှင်တန်မဲ့ခေတ်တစ်ခုရဲ့အစပြုခြင်းပဲဇာရာကောင်းကင်ယံသို့ပြန်တက်သွားပါတယ်